နေ့စဉ်ဘဝရဲ့ဖိစီးမှုတွေစိတ်ပူပန်မှုတွေကြားမှာစိတ်အပန်းဖြေမှုနည်းလမ်းကောင်းတစ်ခုရှာနေတယ်ဆိုရင်စာဖတ်ခြင်းကအကောင်းဆုံးအဖြေတစ်ခုဖြစ်နိုင်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Ready Overload Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်လက်ရှိမှာဖတ်ပြနေတဲ့စာအုပ်လေးတွေကနေမျှဝေခြင်းတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးဖို့တိုက်တွန်းနေပါတယ်ခင်ဗျာโอเคဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်ဗီဒီယိုလေးမစတင်ခင်ကျွန်တော်နည်းနည်းဖျက်ပြောပြရစေခင်ဗျာအဲ့ဒါဘာလေးလဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုတွေကနည်းနည်းရင်းစရာကောင်းနေပါလိမ့်မယ်ဘာလို့လဲဆိုတော့စာပေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်နေတော့ရင်းစရာဖြစ်နေပါလိမ့်မယ်ဒါပေမဲ့ဗီဒီယိုတွေကြည့်ပြီးသွားတဲ့အခါဗီဒီယိုတွေကအနည်းဆုံးမှတ်သားစရာတစ်ခုနှစ်ခုလောက်ကျန်အောင်ရည်ရွယ်ပြီးမျှဝေပေးတာဖြစ်တယ်ဆိုโอเคဒါဆိုရင်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကိုဆက်ရအောင်ဒါပါလေးလဲဆိုတော့စာဖတ်ခြင်းကြောင့်လူနိုင်တက်ရောက်ဖြစ်ပေါ်သည့်အဓိကအချင်းရာ၄ခုအကြောင်းဖြစ်ပါတယ်ဒီအကြောင်းအရာလေးတွေကကျွန်တော်ဒီဒီဘတ်ထဲမှာဖတ်ပြနေတဲ့စာရေးဆရာပြင်းပြရဲ့ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်းဆိုတဲ့စာအုပ်လေးကနေကျွန်တော်ထုံထုံမျှဝေတာဖြစ်ပါတယ်ဒီအကြောင်းအရာလေးတွေကကျွန်တော်စာဖတ်နေတဲ့အခါဒီစာအုပ်ကိုဖတ်နေတဲ့အချိန်မှာပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်လည်းစိတ်ထဲမှာသဘောကျသလိုမျှဝေခြင်းနဲ့စိတ်ကူးလေးလည်းရလို့ဒီဗီဒီယိုလေးကိုဖန်တီးပြတာပါစာဖတ်ခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးမှာအကြောင်းကိုကျွန်တော်ရဲ့screen time ကို short ချပြီးစာဖတ်ခြင်းပြဘဝကိုပုံမတိုးတက်အောင်ပြောင်းလဲမယ်ဆိုတဲ့ဗီဒီယိုမှာကျွန်တော်အချင်းချုပ်ပြပြပေးထားပြီးပါပြီခင်ဗျဒီစာအုပ်ထဲမှာတော့စာဖတ်ခြင်းကရရှိတဲ့အကျိုးကျေးဇူးများအကြောင်းကိုနံပါတ်စဉ်တက်ပြီးပြောရမယ်ဆိုရင်နံပါတ်စဉ်9ကနေ900တိရှိတယ်လို့ဖော်ပြထားပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့စာဖတ်ခြင်းကြောင့်လူနိုင်တက်ရောက်ပြီးပေါ်သည့်အကြောင်းချင်းရာ၄ခုကိုအခုချင်းစီပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကစာဖတ်လျင်သိရသည်နံပါတ်2ကစာဖတ်ခြင်းကစိတ်ကိုအပန်းပြေစေသည်နံပါတ်3ကစာအုပ်တွေအထူးသဖြင့်ဝတ္ထုတွေကစိတ်ကြိတ်အခဲကိုပြပြောက်ပေးသည်နံပါတ်4ကအတိအကျအမြင်တွေခံစားမှုအသစ်များပေးကရင်းတို့ကြောင့်တစုံတရာလှုပ်ရှားဆောင်ရွက်ရန်စိတ်အားထက်သန်စေသည်ဆိုတဲ့အဓိကအချင်းရာ၄ချက်ရှိပါတယ်နံပါတ်1စာဖတ်လျင်သိရတယ်ဟုတ်ပါတယ်စာဖတ်လျင်သိရတယ်စာထဲမှာပါတဲ့အချက်လက်လေးအကြောင်းမိခဲ့အတုံးများလေးတွေသတင်းချက်လက်များအကြောင်းကဘာကြီးအကြောင်းစัจ java အနန္တအကြောင်းနောက်ပြီးတော့ရှေးဘဝတ္တနီကနေပြီးတော့မှဒီနေ့အခက်အထိလူတွေရဲ့ဖြစ်ကြောင်းကုန်ခြင်းနောက်တစ်ခါလူတွေစုစည်းတုံ့ပြန်ခဲ့တဲ့ပူဇာတွေအကြောင်းဒါတွေအားလုံးကစာအုပ်တွေထဲမှာစာပေတွေထဲမှာရှိနေတာဖြစ်ပါတယ်။ဘုန်းကြီးခေတုံကတော့လူကျင်တဲ့စာအုပ်ကိုစာအုပ်ဆိုင်စာကြည့်တိုက်မှာစာကြည့်တိုက်ကကတလောက်တွေကကပြားလေးတွေနဲ့ဗီဒီယိုတွေစာကြည့်တိုက်ဗီဒီယိုထဲမှာရှာစာကြည့်တိုက်သေးလေးတွေမှာမတွေ့ရင်စာကြည့်တိုက်ပြီးမှသွားရှာဒီလိုပုံစံမျိုးတွေနဲ့ကျွန်တော်တို့တွေရှာပေးခဲ့ကြတယ်။ဒီကနေ့ခေတ် ID ခေတ်မှာကြတော့ရှာရတာလဲသွားပြီဖြစ်ပါတယ်။ဥပမာကွန်ပျူတာ mobile phone tablet ဒီထဲမှာပါတယ် Google လိုမျိုး search engine ကနေရှာရလို့ရနေပါပြီ။နောက်တစ်ခါ update ဖြစ်လာတာကတော့ChatGPT DeepSeek တို့လို AI တွေမှာတော့မေးလို့ရနေပြီဖြစ်ပါတယ်။ပုံနှိပ်စာဖြစ်ဖြစ် electronic စာဖြစ်ဖြစ်စာမှန်လျင်တော့အကြောင်းအရာတစ်ခုခုကိုရေးသားထားတာဖြစ်ပါတယ်။အဲဒါကြောင့်စာဖတ်လို့ရှိရင်အဲ့ဒီအကြောင်းအရာတစ်ခုခုကိုသိရမှာဖြစ်တယ်။ဝတ္ထုဖတ်တဲ့ဟေးဆိုရင်လည်းဝတ္ထုတွေကသက်ဆောင်မင်းသားမင်းသမီးတွေရဲ့အကြောင်းသူတို့ရဲ့စိတ်နေစိတ်ထားတွေအကြောင်းသူတို့ရဲ့ကြုံတွေ့ရတဲ့လောကဓာတ်တရားတွေအကြောင်းလူလောကကံကြမ္မာတွေအကြောင်းဘဝအခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားသွားတာတွေဒါတွေကိုဖတ်ရမှတ်ရပြီးတော့မှသင်ခန်းစာရမှာဖြစ်ပါတယ်ထုတ်ပတိပတ်တဲ့သူသမိုင်းဖတ်တဲ့သူတွေကြတော့ရှိတကယ်ဘူးတဲ့ပုံကိုယ်တွေရှိနေတဲ့ပုံကိုယ်တွေရဲ့အကြောင်းသမိုင်းတွေကတကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုသိရမှာဖြစ်တယ်ဒါတွေမျိုးလားဆိုတော့မဟုတ်ပါဘူးလက်တွေ့မှာအသုံးချနိုင်တဲ့နိုင်ငံမှာအသုံးချနိုင်တဲ့အကြောင်းအရာတွေလည်းရှိပါတယ်ဥပမာအိမ်မှာရေပိုက်ပြတ်နေတယ်ဆိုပါစို့ဓမ္မောက်ချက်သားခြင်းနဲ့ဆိုပါစို့ဒါဆိုရင်ဒီအကြောင်းအရာတွေကိုစာအုပ်တွေကနေရှာဖတ်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်လက်ရှိမှာ IT ခေတ်ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့် AI မှာမေးလို့လည်းရနိုင်တယ်လို့အကျူမှာလည်းရှာလို့ရတယ်အကျူမှာဆိုရင် how to ဆိုပြီးတော့မှရိုက်ရှာလိုက်ရင်အကြောင်းအရာထည့်လိုက်လို့ရှိရင်အကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေအများကြီးကြာလာမယ်အဲ့ဒီဗီဒီယိုတွေကမှကိုယ်နဲ့ပတ်သက်တဲ့ဗီဒီယိုကိုကြိုက်တဲ့ဗီဒီယိုကိုယူပြီးတော့မှကိုယ်တိုင်လုပ်လို့ရတဲ့အနေအထားမျိုးတွေရောက်လာဖြစ်ပါတယ်နောက်တစ်ခါ Facebook Telegram YouTube TikTok စာမျက်နှာတွေကိုတောက်ဖတ်လို့ရှိရင်လည်းကမ္ဘာသတင်းမြမသတင်းမိတ်ဆွေအပေါင်းအသင်းတွေရဲ့တာရေးနာရေးသတင်းအပျော်ပါသတင်းအတင်းအဖျင်းသတင်းဒါတွေမကပဲနဲ့ဝေဖန်တာပြစ်တင်တာကလော်တုတ်တာအတွင်းရေးတွေကိုတစ်ခွက်ခွက်လက်ဟာတာဒါမျိုးတွေကိုကြားရသိရမှာဖြစ်ပါတယ်အချုပ်အပြည့်ဆိုရလျင်စာအုပ်တွေစာနယ်ဇင်းတွေစာမျက်နှာတွေကိုဖတ်လျင်လူတွေပြောသမျှတိတမျှအကြောင်းအရာတွေအားလုံးကိုသိရနိုင်ကြောင်းစာဖတ်လျင်သိရသည်ဆိုတဲ့
ပထမဆုံးအချက်ကိုညဝေရခြင်းဖြစ်ပါတယ်ဒီနေရာမှာမှတ်သားစရာနှစ်ခုကြံခဲ့ပါတယ်ပထမတစ်ခုကပုံနှိပ်စာဖြစ်ပြီးတော့မှနောက်တစ်ခုက electronic စာဖြစ်ပါတယ်ပုံနှိပ်စာဆိုတာကမူလအဓိပ္ပာယ်မပြောက်စေပဲစကားလုံးတွေကိုပြန်လည်ပြင်ဆင်ပြီးရေးသားထားတဲ့စာကိုဆိုလိုခြင်းဖြစ်ပါတယ်ရိုးရှင်းစွာပြောရလို့ရှိရင်ပုံနှိပ်စာဆိုတာကမူလစကားလုံးတွေကိုမသုံးထားတဲ့ပုံစံနဲ့အဓိပ္ပာယ်မပြောင်းအောင်ရေးထားတဲ့စာကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီပုံနှိပ်စာတွေကိုဘယ်နေရာမှာအသုံးပြုလဲဆိုရင်စာပေဖန်တီးခြင်းဘာသာပြန်ခြင်းစာတမ်းရေးသားခြင်းသတင်းစာနဲ့စာနယ်ဇင်းထုတ်ဝေခြင်းဒီနေရာတွေမှာအသုံးပြုပါတယ် electronic စာတနည်းအားဖြင့် digital နည်းပညာတွေဖန်တီးထားသောစာဆိုတာက electronic နည်းပညာအသုံးပြုရေးသားထားတဲ့စာကိုဆိုလိုခြင်းဖြစ်ပါတယ်အသေးစိတ်ပြောပြရလို့ရှိရင် electronic ဆိုတာကညှက်စစ်တန်လိုက်လှုပ်ရှားမှုနဲ့ဆိုင်ပြီးတော့မှစာဆိုတာကရေးသားမှုဖြစ်တယ်ဒါကြောင့် electronic စာဆိုတာကညှက်စစ်နည်းပညာအသုံးပြုရေးသားထားတဲ့စာဖြစ်ပါတယ်ဥပမာ email တွေ PDF file တွေ Word document တွေ chat message တွေ blog စာပေတွေဒါတွေပါမယ် website တွေ SMS တွေ chat message တွေဒါတွေဖြစ်ပြီးတော့မှထူးခြားမှုကစက်ကူမလို့ပဲအစစ်အစည်းတွေဖြစ်တဲ့ပုံ tablet ကွန်ပျူတာတွေနဲ့ဖတ်နိုင်ပြီးတခြားမီဒီယာတွေဖြစ်တဲ့အသံဗီဒီယိုပုံတို့နဲ့ပေါင်းဆက်တွဲဖက်နိုင်ပါတယ်ဒါကြောင့်မို့ဒီကနေ့ခေတ်မှာ electronic စာတွေကိုအသုံးများနေပြီဖြစ်ပါတယ်ဒါကတော့စာဖတ်လျင်လူနိုင်တက်ရောက်ဖြစ်ပေါ်သည့်အဓိကအချင်းရာ၄ခုတည်းကပထမတစ်ချက်ဖြစ်တဲ့စာဖတ်လျင်သိရသည်ဆိုတဲ့အချက်ကိုအပိုင်းတစ်အဖြစ်တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်ဘဝတုဒရရစရာမှတ်သားစရာတွေရမယ်လို့လည်းညှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ် like ပေးပြီးတော့မှ comment မှာလည်းမိတ်ဆွေတို့ရဲ့အမြင်ကိုရေးသားပေးကြပါဦးခင်ဗျဒါမျိုးဘဝတုဒရရစရာဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတော့ပါအားလုံးကိုကျေးဇူးတင်ပါတယ် Pretty girl